အားလုံးပဲမင်္ဂလာပါဖျားခင်ညီသက်ချင်းအားလုံးပေါ်မှာတက်ရောက်ပါစေဒီနေ့ကျွန်တော်တို့အတူတူကပြန်လည်ပြီးဆင်ချင်းနှလုံးသွင်းပြီးတော့ဆွေးနွေးခြင်းတဲ့ကောင်းစဉ်ကတော့ဗုဒ္ဓ၏တွင်တင်ချက်၌တွေ့ရသောဖျားခင်ရဲ့ဖွင့်ပြချက်ဆိုတဲ့ကောင်းစဉ်ကိုအခြေခံပြီးအနေငယ်လေးဆွေးနွေးခြင်းပါတယ်ဒီနေ့ကျွန်တော်တို့ကဘာပေါ်မှာတွေ့ရတဲ့ဘာသာကြီးများအားလုံးရဲ့တွင်တင်ချက်တွေဓမ္မအသွေးခေါ်တွေphilosophy တွေအားလုံးကိုကျွန်တော်ကြည့်မယ်ဆိုတော့တစ်ခုနဲ့တစ်ခုစင်တူရိုးမှာတူညီတဲ့အရာလေးတွေကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။ပြီးတော့ဒီဘာသာတရားအားလုံးရဲ့ဥတီချက်တွေဟာဆိုရင်လူသားတွေကိုအကျိုးပြုဖို့ရယ်ပြီးတော့လူသားတွေရဲ့ကိုကျင့်တရားကောင်းမွန်စေဖို့နဲ့နိဗ္ဗာန်ရောက်ရာအကြောင်းတရားများကိုအဓိကအခြေခံတဲ့ဘာသာတရားများဖြစ်တယ်ဆိုတာကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်။ဟုတ်ပြီဆိုတော့ကျွန်တော်ရဲ့မေးခွန်းကဗုဒ္ဓရဲ့တွင်တင်ချက်ထဲမှာဖျားသခင်ရဲ့ဖွင့်ပြချက်ရှိနိုင်သလားဆိုတဲ့မေးခွန်းလေးဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာဖျားသခင်ရဲ့ဖွင့်ပြချက်ဆိုတဲ့စကားလုံးကိုကျွန်တော်တို့ဒီခရစ်ယာန်တမန်ကျမ်းစာရဲ့ရှုထောင့်ကပြောမယ်ဆိုတော့ဗျာဒိတ်ယူပါယုံတနည်းအားဖြင့်ပြောမယ်ဆိုရင် revelation လို့ခေါ်တာဖြစ်တယ်ဆိုတော့ဗုဒ္ဓရဲ့တွင်တင်ချက်ထဲမှာဖျားသခင်ရဲ့ဗျာဒိတ်ယူပါယုံဒါမှမဟုတ်လေဖျားသခင်ရဲ့ revelation ရှိနိုင်သလားဆိုတော့တကယ်တော့ဒီဗုဒ္ဓဘာသာတွေရဲ့ယုံကြည်ချက်တွေထဲမှာတွင်တင်ချက်တွေထဲမှာ revelation ဆိုတဲ့ဗျာဒိတ်ယူပါယုံဆိုတဲ့စကားလုံးထက်သူတို့သုံးတဲ့စကားလုံးအသုံးနှုန်းတွေကပါလဲဆိုတော့ enlightenment ဆိုတဲ့အသွင်မှာပေါ်ထွက်လာသောဉာဏ်အလင်းဖြစ်တယ်ဆိုတော့ပြောချင်တာကဗုဒ္ဓဘာသာရဲ့တွင်တင်ချက်ထဲမှာရှင်ကောရမကဖျားသခင်ရဲ့ဖွင့်ပြချက်ဗျာဒိတ်ယူပါယုံထက်အတွင်းနှလုံးသားကနေရရှိလာတဲ့ဉာဏ်အလင်းတရား enlightenment ကိုပဲရရှိတာဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တို့နားလည်ရတာဖြစ်ပါတယ်ဆိုတော့ဒီ enlightenment ဆိုတာကလူရဲ့စူးစမ်းအားထုတ်မှုလူရဲ့ကြင်ကြံပြုမှုချင်းလူကိုဘိုးပြုပြီးမှရရှိလာတဲ့အလင်းတရားဉာဏ်အလင်းတရားပဲဖြစ်တယ်ဆိုတာကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်ဒီအဲ့ဒီဉာဏ်အလင်းတရားဒါမှမဟုတ်လေသိချင်းကောင်းမကောင်းသိချင်းဆိုတဲ့အရာကenlightenment ကိုအဓိကဖော်ပြတာဖြစ်ပါတယ် knowledge လို့ခေါ်တာဖြစ်ပါတယ်ကောင်းချင်းကိုသိချင်းပြီးတော့မကောင်းချင်းကိုသိချင်းဆိုတဲ့ knowledge ကိုအဓိကအခြေခံတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ knowledge သိချင်းတရားဆိုတဲ့စကားလုံးဟာဒီ Greek စကားလုံး notice ဆိုတဲ့စကားလုံးကလည်းဆင်းသက်လာတာဖြစ်တယ်အတိတ်ဘက်ကဘာလဲဆိုတော့လူတွေမှာရှိတဲ့ knowledge အဖြစ်လူတွေဟာကယ်တင်ခြင်းရနိုင်တယ်လူတွေဟာအဲ့ဒီ knowledge အဖြစ်တမန်တရားရနိုင်တယ်ဆိုပြီးတော့ Greek တွေရဲ့ philosophy Greek တွေရဲ့ဒီ knowledge အတိတရားပိုင်းဆိုင်ရာမှာတွင်တင်ချက်တွေကိုကျွန်တော်တွေ့ရတာဖြစ်တယ်ဒါပေမဲ့ကျမ်းစာထဲမှာကောင်းမကောင်းသိချင်း knowledge ဆိုတာကဘယ်ကနေလာတယ်လဲဆိုတော့စာရန်စီကနေလာတဲ့အရာဖြစ်ပါတယ်ဥယျာဉ်ထဲမှာအေဒင်ဥယျာဉ်ထဲမှာဘုရားသခင်ကတားမြစ်ထားတဲ့အရာကောင်းမကောင်းသိချင်းအသီးကိုမစားနဲ့ဆိုပြီးတော့အာဒါနဲ့အေဝါကိုပြညတ်ထားပါတယ်တိုးတော်လဲစာရန်ကအာဒါနဲ့အေဝါကိုလှည့်ဖြားပြီးတော့ကောင်းမကောင်းသိချင်းဆိုတဲ့ knowledge of wisdom and evil ကောင်းမကောင်းသိချင်းအသီးဆိုတဲ့အဲ့ဒီအေဒီဥယျာဉ်ထဲမှာရှိတဲ့အသီးကိုစားပါဆိုပြီးတော့စာရန်ကသွေးဆောင်တဲ့အတွက်ကြောင့်အာဒါနဲ့အေဝါဟာအဲ့ဒီကောင်းမကောင်းသိချင်းဆိုတဲ့အသီးကိုစားပြီးတော့အဖြစ်တွေဖြစ်လာကြတယ်ဒီနေ့အာဒါနဲ့အေဝါအဖြစ်ကျွန်တော်လူသားတွေအားလုံးဟာအဖြစ်သားများဖြစ်လာကြတယ်ဆိုတာကျွန်တော်တွေ့ရတာဖြစ်ပါတယ်ဆိုတော့လူကိုအခြေခံပြီးတော့ဖြစ်လာတဲ့ knowledge လူရဲ့ကျင့်ကြံပြုမှုချင်းအဖြစ်ပေါ်လာတဲ့သိချင်းတရား notice ဆိုတဲ့ဒီ knowledge အရာအလုံးဟာဆိုရင်တော့လူတွေကိုကယ်တင်ခြင်းမပေးနိုင်ဘူးလူတွေကိုလမ်းမှားစေတယ်ဆိုတာကိုကျွန်တော်တို့နားလည်စေချင်ပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့သခင်ယေရှုခရစ်တော်ကရှင်မာကုခရစ်ဝင်ကျမ်းအခန်းကြီး9အပိုင်းငယ်15ပြီးတော့အပိုင်းငယ်20ကနေ23ကိုကျွန်တော်ကြည့်မယ်ဆိုရင်တော့ယေရှုကပြောလဲလူရဲ့အပြင်မှလာ၍
လူအတွန်းထဲသို့ဝင်လျက်လူကိုညှဉ်းညူးစေသောအရာတစုံတစ်ခုမျှမရှိဒါပေမဲ့လေတဲ့နော်လူရဲ့အတွန်းမှာထွက်သောအရာဒီလူကိုညှဉ်းညူးစေသောအရာဖြစ်တယ်ဒီနေ့အဖြစ်ပြောရမယ်ဆိုတော့ကျွန်တော်တို့ခန္ဓာကိုယ်ထဲကိုကျွန်တော်တို့နေ့စဉ်နဲ့မျှထဲတဲ့အရာတွေကျွန်တော်စားနေရတဲ့အရာတွေအားလုံးဟာကောင်းတဲ့အရာတွေပဲဖြစ်တယ်အရာသာရှိတဲ့အရာတွေပြီးတော့ခန္ဓာကိုယ်ကြားမှာဖို့အတွက်ဗိုက်တာမင်ဖြစ်စေမဲ့အရာတွေကိုပဲဘာဖြစ်လဲကျွန်တော်တို့ခန္ဓာကိုယ်အထဲကိုထည့်တာဖြစ်တယ်တိုးတော့လဲခန္ဓာကိုယ်ထဲကနေပြန်ပြီးတော့ထွက်လာတဲ့အရာတွေအားလုံးဟာလူကိုညှဉ်းညူးစေတယ်ညလုံးကနေထွက်လာတဲ့မျက်ချီလူကိုညှဉ်းညူးစေတယ်နှာခေါင်းထဲကနေထွက်လာတဲ့အရာတွေလူကိုညှဉ်းညူးစေတယ်နားကနေထွက်လာတဲ့အရာတွေအားလုံးလူကိုညှဉ်းညူးစေတယ်ပြောချင်တာကလူရဲ့အတွင်းနှလုံးသားထဲကနေလူရဲ့ကြင်ကြံပြုမှုတဲ့အရာတွေအားလုံးဟာဖခင်ရဲ့ရှေးမောက်မှာညှဉ်းညူးသောအရာဖြစ်တယ်ဆိုတဲ့အရာကိုအတိတ်ပဲဖော်ဆောင်ခြင်းဖြစ်ပါတယ်လူတွေရဲ့ကြင်ကြံနေသောအရာများပညတ်ချက်တွေပြီးတော့တရားဓမ္မတွေအဲ့ဒီအရာတွေအားလုံးလူရဲ့ကြင်ကြံပြုမှုတဲ့အရာတွေအားလုံးဟာဖခင်ရဲ့ရှေးမောက်မှာညှဉ်းညူးနေသောအရာပဲဖြစ်ပါတယ်ဟေရှာယအနာဂတ်ကျမ်းအခန်းကြီး64အပိုင်းငယ်6မှာဆိုရင်လဲလူတို့ရဲ့ကောင်းမှုကုသိုလ်ဟာဆိုရင်တော့ဖခင်သခင်ရဲ့ရှေးမောက်မှာတဲ့ညစ်သောအဝတ်နဲ့တူတယ်လို့ပြောပါတယ်ဆိုတော့ညစ်သောအဝတ်ဆိုတာကအမျိုးသမီးတွေယာတီလာတဲ့အချိန်မှာဝတ်တဲ့အဝတ်ဖြစ်ပါတယ်ဖခင်ကလက်မခံဘူးအဲ့ဒီအရာတွေအဖြစ်ကောင်းကင်နိုင်ငံမရောက်နိုင်ဘူးထာဝရကောင်းကင်နိုင်ငံမရောက်နိုင်ဘူးဆိုတာကိုကျွန်တော်နားလည်စေချင်တယ်ဆက်ပြီးတော့ကျွန်တော်တို့ရှင်ကောရမရဲ့ယေရှုခရစ်တော်နဲ့ဆက်ဆိုင်သောဖွင့်ပြချက်ဆိုတဲ့ကောင်းစဉ်လေးတော့ကျွန်တော်ဆက်ပြီးတော့ဆွေးနွေးကြရအောင်ရှင်ကောရမဟာဆိုရင်တော့သူ့ကိုယ်သူဘယ်သောအခါမှဖျားဆိုပြီးတော့မခေါ်ပါဘူးပြီးတော့သူ့စီကိုလာရောက်စိတ်ကပူဇော်တဲ့တပည့်တော်များကိုလည်းသူဟာဖျားဖြစ်တယ်သူ့ကိုကိုးကွယ်ကြပါဆိုပြီးတော့ဘယ်သောအခါမှသူမပြောခဲ့ပါဘူးသူဟာတားဆီးခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူဟာစစ်မှန်တဲ့ဖျားမဟုတ်ဘူးဆိုတာသူသိနေတဲ့အကြောင်းပဲဖြစ်ပါတယ်ဒါပေမဲ့သူ့ရဲ့နောက်မှာပွင့်မဲ့အာရီမေရီယဖျားတာလင်စစ်မှန်သောဖျားဖြစ်ကြောင်းသူဟာဆိုတော့ဝန်ခံသွားပါတယ်ဒါဆိုတော့အာရီမေရီယဖျားဆိုတာဘယ်သူများလဲအာရီမေရီယဆိုတဲ့စကားလုံးကိုကျွန်တော်ပြန်ပြီးတော့ခွဲခြမ်းစိတ်ဖြာလေ့လာကြရအောင်ဆိုတော့ဒီစကားလုံးဟာဒီဂျိမ်းဘာသာကနဲ့အသုံးပြုတဲ့အဝေါ်ဟာရစကားလုံးကနဲ့ဆင်းသက်လာတာဖြစ်တယ်။အရိန်ဆိုတဲ့အဓိပ္ပာယ်ကတော့ရန်သူဒါမှမဟုတ်လေတေအပ်ဒီကိုတိကြောင်အမှတ်ဖြစ်တယ်။ပြီးတော့မေတ္တာဆိုတာကကြတော့ချစ်ချင်းမေတ္တာဖြစ်တယ်။ပြီးတော့ယဆိုတဲ့စကားလုံးကကြတော့အောင်နိုင်သူအနိုင်ရသူဆိုပြီးတော့အဓိပ္ပာယ်သက်ရောက်တာဖြစ်တယ်။အဲ့ဒါကြောင့်အရိမေရီယဆိုတဲ့စကဆုရဲ့အတိတ်ပဲကတေချင်းတရားဒါမှမဟုတ်လေရန်သူကိုမေတ္တာဖြင့်အောင်နိုင်တော်သူဆိုပြီးတော့အတိတ်ပဲတက်ရောက်တာဖြစ်ပါတယ်ယေရှုခရစ်တော်ဟာတေချင်းဒါမှမဟုတ်လေရန်သူကိုမေတ္တာတရားနဲ့အောင်နိုင်တော်သူဖြစ်ပါတယ်တိကောခန်းကြီး15ပိုင်းရဲ့24ကနေ28ကိုကျွန်တော်တို့ကြည့်တဲ့အချိန်မှာဆိုရင်လေယေရှုခရစ်တော်ဟာလောကမှာရှိတဲ့အထွတ်အမြတ်အာနာတကူအားလုံးကိုပယ်ရှင်းပြီးတော့ရန်သူတို့ကိုတဲ့သူ့ရဲ့ခြေဖွားအောက်မှာချထားတော်မူ၏ဆိုပြီးတော့ပြောပါတယ်။နော်ယေရှုခရစ်တော်ဟာမန်၅ပါးကိုအောင်မြင်တော်ဖခင်ဖြစ်ပါတယ်။လောကမှာဘယ်သူကမှအဲ့ဒီမန်၅ပါးကိုအောင်နိုင်တော်သူတယောက်မှမရှိပါဘူး။သို့တော်လည်းယေရှုခရစ်တပါးတည်းသာလျှင်မန်၅ပါးကိုအောင်မြင်တော်ဖခင်ဖြစ်ပါတယ်။တမန်ကျမ်းစာထဲမှာရှင်ကောရမနဲ့ခက်ပြိုင်ဖြစ်တဲ့ Prophet Heshaya ကလည်းယေရှုခရစ်တော်နဲ့သက်ဆိုင်ပြီးတော့သူကြိုတင်ပြီးတော့ Prophet ပြုတဲ့အရာများဗျာဒိတ်ယူပါယုံမြင်တွေ့ခဲ့တဲ့အရာများကျွန်တော်ကျမ်းစာထဲမှာတွေ့ရတာဖြစ်ပါတယ်။နော်အထူးသဖြင့်ကျွန်တော်တို့ Heshaya အခန်းကြီး9အပိုင်းငယ်14ကိုကျွန်တော်ကြည့်တဲ့ချိန်မှာသူကဘာပြောလဲဆိုတော့ကြည့်ရှုလောသူတို့သမီးကညာဒီပရိသေဆွဲယူ၍သားယောက်ျားကိုဖွားမြင်လက်တံထိုသားကိုအေမာနွေလအမည်ဖြင့်မဲ့ရလက်တံ
ပြီးတော့အခန်းကြီး53ဟေရှာယအခန်းကြီး53အပိုင်းငယ်6မှာဆိုလဲသူဒီရက်ဆက်ကြမ်းကြုတ်မှုကိုမပြုသူဤနှုတ်၌လိန်လေလှည့်ဖြားခြင်းမရှိတော့လဲသူကိုဆိုးရုပ်သောသူတို့နှင့်အတူမြုပ်နှံ၍မြုပ်နှံရန်စီရင်ကြ၏သူတည်သောအခါချမ်းသာသောသူ၌ရှိ၏ဆိုပြီးတော့သခင်ယေရှုခရစ်တော်နဲ့ပတ်သက်ပြီးတော့ကြိုတင်ပြီးတော့ prophet ပြုတဲ့အရာများကျွန်တော်တွေ့ရမှာဖြစ်တယ်။နော်သခင်ယေရှုခရစ်တော်ဟာအပြိုကညာမာရိအဖြစ်မွေးဖွားလာမယ့်အကြောင်းအရာတွေသူ့မှာအဖြစ်မရှိဘဲနဲ့သူ့ကိုရဲဆက်တတ်မယ်ဆိုတဲ့အကြောင်းအရာပြီးတော့သူဟာပြန်ပြီးတော့တေချစ်မြစ်စုမှန်ကိုအောင်မြင်မဲ့သူဖြစ်တယ်ဆိုတဲ့အကြောင်းအရာတွေသူဟာအသက်ရှင်တဲ့ချိန်မှာနမိတ်လက္ခဏာတွေပြုမှုလှုပ်ဆောင်မယ်တည်တဲ့လူတွေကိုပြင်ရှင်ပြန်ထမြောက်စေမယ်နေမကောင်းဖြစ်တဲ့သူတွေကိုကြားမာစေမယ်ပြီးတော့ခြေမတန်ဆွမ်းတဲ့သူတွေကိုပြန်ပြီးတော့လမ်းလျှောက်ခိုင်းမယ်မျက်စိမမြင်တဲ့သူတွေကိုပြန်ပြီးတော့မြင်စေခဲ့မယ်ဆိုတဲ့အရာတွေသခင်ယေရှုခရစ်တော်နဲ့သက်ဆိုင်သောအရာတွေသခင်ယေရှုခရစ်တော်လှုပ်ဆောင်မဲ့အရာတွေအားလုံးကိုရှင်ကောရမရဲ့ခက်ပြိုင်ဖြစ်တဲ့ prophet ဟေရှာယကကြိုတင်ပြီးတော့ prophet ပြုခဲ့တာဖြစ်ပါတယ်အဲ့ဒီအရာကသခင်ယေရှုခရစ်တော်အဖြစ်ပြည့်စုံလာခြင်းကိုကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ရှင်ကောရမရဲ့မက်ကင်တရား၈ပါးဟာဆိုတော့အင်မတန်မှမုံမြတ်တဲ့တရားဖြစ်ပါတယ်မက်ကင်ဆိုတဲ့အဓိပ္ပာယ်ကတော့ကိလေသာတို့ကိုပယ်တတ်ကြောင်းတရားဖြစ်ပါတယ်မက်ကင်တရား၈ပါးဆိုတာဘာတွေလဲကျွန်တော်တို့ဆက်ပြီးတော့လေ့လာရအောင်ဆိုတော့ကျွန်တော်အနေနဲ့ပါဠိစကားအားနေတဲ့အတွက်ကြောင့်အတန်ထွက်မှားတာလေးတွေရှိတယ်ဆိုရင်လည်းသိခံပြီးတော့ခွင့်လွှတ်ပေးကြပါနံပါတ်1ကမှန်ကန်စွာမြင်ခြင်းပြီးတော့နံပါတ်2ကတမာသင်္ကေပမှန်ကန်စွာကြံစည်ခြင်းနံပါတ်3တမာဝါစာမှန်ကန်စွာပြောဆိုခြင်းနံပါတ်4မှန်သောအလုပ်ကိုလုပ်ခြင်းနံပါတ်5တမာအာဇီဝမှန်ကန်စွာအသက်မွေးမြူခြင်းပြီးတော့နံပါတ်6ကတမာဝါယာမမှန်ကန်စွာအားထုတ်ခြင်းပြီးတော့နံပါတ်9မှာတမာတတိမှန်ကန်စွာနှလုံးသွင်းမှုမှန်ကန်စွာအောက်မိတ်မှုပြီးတော့နံပါတ်10ကတမာတတိဆိုတဲ့မှန်သောတည်ကြည်မှုစူးစိုက်မှုဆိုတဲ့တမာတရား10ပါးနဲ့ပတ်သက်ပြီးတော့ရှင်ကောရမကဟောပြောခဲ့တယ်ဆိုတာကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်ကျွန်တော်လောကမှာမိရိပုထုဇဉ်လူသားကမျှဒီမက်ကင်တရား၈ပါးကိုမလိုက်လျှောက်နိုင်ပါဘူး။သို့တော်လည်းသခင်ယေရှုခရစ်တော်တပါးပြီးတာလေဒီမက်ကင်တရား၈ပါးရဲ့အရှင်သခင်ဖြစ်ပါတယ်။ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး14အပိုင်းငယ်6မှာဆိုတော့ယေရှုကငါဒီလမ်းခရီးဖြစ်တယ်။အတိတ်ဘေကသခင်ယေရှုခရစ်တော်တပါးသေးတာလျှင်အပေငရဲကနဲ့ထွက်မြောက်ရလမ်းကောင်းကင်နိုင်ငံကိုညွှန်ပြသောလမ်းဖြစ်တယ်။ကောင်းကင်နိုင်ငံကိုသွားတဲ့လမ်းဖြစ်ပါတယ်။ပြီးတော့ယေရှုကငါဒီတမန်တရားဖြစ်တယ်။အမှန်တရားဆိုတာထက်တမန်တရားအခုနကျွန်တော်တို့ပြောနေကြတဲ့မက်ကင်ရှိပါအဲ့ဒီအရာအလုံးဟာယေရှုခရစ်တော်မှာပဲပြည့်စုံတာဖြစ်တယ်။ယေရှုခရစ်တော်ဟာတမန်တရားဖြစ်တယ်။ပြီးတော့ယေရှုခရစ်တော်ကပြောလဲငါဒီထာဝရအသက်ဖြစ်တယ်။ယေရှုခရစ်တော်ကိုယုံကြည်လက်ခံတဲ့သူတွေအားလုံးဟာတည်ခြင်းကိုအောင်မြင်ပြီးတော့ထာဝရအသက်ရှင်ရလိမ့်မယ်ဆိုပြီးတော့ကျွန်တော်ကျမ်းစာထဲမှာတွေ့ရတာဖြစ်ပါတယ်။အဲဒါကြောင့်ယေရှုခရစ်တော်တာလင်နေဆထာဝရတည်မြဲသောဘုရားရှင်ဖြစ်တယ်။ယေရှုခရစ်တော်ကိုယုံကြည်လက်ခံသောသူတိုင်းဟာဆိုရင်လေသေလွန်တော်လဲရှင်လိမ့်မည်။လောကမှာတည်ခြင်းတရားနဲ့တွေ့ကြုံပေမဲ့လည်းယေရှုခရစ်တော်ရဲ့အထဲမှာပြန်ပြီးတော့ရှင်ပြန်ထမြောက်ပြီးတော့ဖျားပြင်ဆင်ပေးတဲ့ထာဝရကောင်းကင်နိုင်ငံမှာဝန်စားရမှာဖြစ်တယ်ဆိုတဲ့အရာလေးအဖြစ်အနေငယ်လေးဝင်ဟချင်ပါတယ်အားလုံးပေါ်ဖျားခင်ကောင်းချီးပေးပါစေ